လက်ရှိကျွန်တော်ရဲ့အာဆင်နယ်အသင်းဟာမန်ယူလီဗာပူးချက်စီမန်စီးတီးတို့တော့မတရားမှုကြီးဖြစ်နေပါတယ်ထို့အတူပဲ16တင်းဖန်နေအတွက်တကယ့်ကိုအာဆင်နယ်အသင်းဟာမုန်းစရာဖြစ်သွားပါတယ်အာဆင်နယ်ဟာငကိုကလေးကမှလူကစားသမားအင်အားတောင်းတင်းနေတဲ့အသင်းဖြစ်ပြီးတော့လက်ရှိမှာဆိုတော့တကယ်အားနည်းတဲ့နေရာတွေကိုလည်းဖြည့်တင်းသွားခဲ့ပြီဖြစ်ပါတယ်လက်ရှိမှာဆိုရင်တော်တော်ကြီးကိုလုံးဝထင်မှတ်မထားတဲ့ပရီးမီးယားလိရဲ့အကောင်းဆုံးခံစစ်မှု3ဦးထက်ကတဦးဖြစ်တဲ့အက်စတွန်ပီလာရဲ့ခံစစ်မှုကွန်ဆာကိုတကယ်ကိုတဘိုးတူညီမှုရသွားခဲ့ပြီးတော့အာဆင်နယ်ကိုရောက်လာမှာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားကအာဆင်နယ်ရဲ့ခံစစ်မှုနေရာကိုလည်းကစားနိုင်မှာဖြစ်ပြီးတော့ဒီညာဆွဲခံစစ်ကိုလည်းကစားနိုင်မှာဖြစ်ပါတယ်ဒီကစားသမားကတော်တော်လေးကိုကောင်းတယ်ဆိုတာကအက်စတွန်ပီလာပွဲကိုကြည့်ခဲ့တဲ့လူတွေသိမှာဖြစ်ပါတယ်အက်စတွန်ပီလာရဲ့ခံစစ်အတိကကြောက်ဆောင်ရေးဖြစ်ပါတယ်ဒီအက်စတွန်ပီလာခံစစ်ကောင်းတဲ့အနေအထားကသူ့ကြောင့်လည်းဖြစ်တယ်လို့ကျွန်တော်ပြောလို့ရပါဆိုတော့ဒီလိုကစားသမားမျိုးကိုအာဆင်နယ်ကခေါ်ယူနိုင်ခဲ့တာလို့တကယ့်ကိုမခန်းလေးပါပဲအသက်အရွယ်အပြည့်လည်းအကောင်းဆုံးအနေအထားမှာရှိပြီးတော့အတွေ့အကြုံတွေဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်းတော်တော်လေးကိုကောင်းမွန်တဲ့အနေအထားမှာအာဆင်နယ်ကခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်ဒီကစားသမားကပုံမှန်ခြေစွမ်းနဲ့ပေးနိုင်ပြီးတော့မှတကယ့်ကိုတည်ငြိမ်တဲ့ကစားသမားဖြစ်ပါတယ်ဒီပွဲတိုင်းလိုမှခြေစွမ်းတွေတည်ငြိမ်တာကိုကျွန်တော်တွေ့ရတယ်ထို့အတူပဲတန်ရာနဲပါတဲ့ရာဒီတိုင်းလိုမှဒါပွဲအများဆုံးကစားထားတဲ့ပင်တိုင်ခံစစ်မှုလည်းဖြစ်တယ်တန်ရာရမှုလည်းနဲတဲ့ကစားသမားဖြစ်ပါတယ်ပြီးတော့အထူးသဖြင့်ဒီမြေပြင်ဘောလုံးရှင်လူးတဲ့အပိုင်းမှာခံစစ်ပိုင်းမှာဘောလုံးရှင်လူးတဲ့အပိုင်းမှာဆိုတော့ဒီ ground ပိုင်းမှာနော်အဲ့ဒီပိုင်းမှာဆိုတော့ဒီကစားသမားကပိုင်းနိုင်တော်တော်လေးကိုဘောလုံးကိုရယူနိုင်တဲ့ခံစစ်မှုဖြစ်ပါတယ်ဆိုတော့ထို့အပြင်ဒီခေါင်းချင်းရှင်တိုက်တဲ့ပိုင်းတွေမှာလည်းသူ့အနေနဲ့အနိုင်ယူအသာစီးမှုတွေကတော်တော်လေးယူနိုင်နေတာဖြစ်ပါတယ်ဆိုတော့ပြီးတော့နေရာဆုံးကစားနိုင်တာပေါ့နော်နေရာဆုံးဆိုတာကခံစစ်နေရာပြောတာဗဟိုခံစစ်လည်းကစားနိုင်တယ်ဒီ right back ဒီညာဆွဲဘက်ကိုလည်းကစားနိုင်တယ်ဆိုတော့ဒီအရာတွေကိုကျွန်တော်သူကအင်္ဂလန်အသင်းမှာလည်းတော်တော်လေးကိုပြသခဲ့တာဖြစ်ပြီးတော့ဒီနိုင်ငံအသင်းကရောဒီကလပ်အသင်းကပါသူ့ကိုခံစစ်ပိုင်းမှာတော်တော်လေးအားကိုးရတဲ့အတိကကစားသမားဖြစ်ခဲ့ပါတယ်ဆိုတော့သူကနောက်တစ်ခုကတော့ဒီဘောလုံးကိုခံစစ်ကနေပြီးတိုက်စစ်ကူးဆောင်ဒီကူးတဲ့ခါမှာပေါ့နော်ကူးပြောင်းတဲ့ခါမှာသူ့အနေနဲ့အကောင်းဆုံးပံ့ပိုးပေးနိုင်တာဖြစ်ပါတယ်ဒီညာဆွဲကနေပြီးဘောလုံးကိုဒီပြေးတဲ့အပိုင်းမှာဆိုနေသူကတော်တော်လေးကိုကောင်းတယ်ပြီးတော့တကယ်ကိုတိကျတဲ့ဘောလုံးပေးပို့မှုကိုနောက်တန်းကနေပြီးတော့လှုပ်ဆောင်နိုင်တဲ့ကစားသမားဖြစ်တဲ့အတွက်ဒီကစားသမားဟာတကယ်ဒီပြောမယ်ဆိုတော့ပရီးမီးယားရဲ့အကောင်းဆုံးခံစစ်မှု3ဦးထက်ကတဦးဖြစ်တယ်ဆိုတာကတော့ညင်းလို့မရပါဘူးပြီးတော့အရေးကြီးတဲ့ပွဲတွေတကယ်ပွဲကြီးတွေမှာသူကခြေစွမ်းပြနိုင်တာပေါ့နော်ပြီးတော့ PR ပေးနိုင်တယ်တကယ်ကိုခံစစ်ကိုကောင်းမွန်အောင်တရားထိမ့်သိမ့်နိုင်တဲ့စွမ်းရည်ရှိတယ်ဆိုတော့နောက်ဆုံးနေပြောရရင်တော့ဒီကျွန်တော်အစားပြောခဲ့တယ်လို့ပဲခံစစ်ဒီမှုအကောင်းဆုံးပရီးမီးယားရဲ့အကောင်းဆုံးခံစစ်မှု3ဦးထက်ကတဦးဖြစ်တယ်ဆိုတဲ့အရေးတွေးတွေကတော့သူ့မှာတော်တော်လေးများပါတယ်ဆိုတော့3ဦးထက်ကတဦးဖြစ်တယ်ပြောတန်းတဲ့2ဦးကဘယ်သူလဲလို့ကျွန်တော်ပြောပြနေတော့ကျွန်တော်အနေနဲ့ဆိုတော့ Van Dijk ပြီးတော့ Saliba ပြီးတော့သူပဲဖြစ်ပါတယ်ကွန်ဆာပဲဖြစ်ပါတယ်ဆိုတော့ဒီကစားသမားမျိုးကိုအာဆင်နယ်ကရရှိလာပြီဖြစ်တဲ့အတွက်အာဆင်နယ်ရဲ့ဒီကန်စစ်မှုနေရာတော်လကောင်းပြီးတော့ဒီညာဘက်ပိုင်းဘဝိုင်းနေရာတော်လကောင်းသူ့အနေနဲ့ကောင်းကောင်းကြီးကိုကစားနိုင်မှာဖြစ်ပါတယ်ဆိုတော့အာဆင်နယ်ရဲ့နောက်တန်းကတော့တော်တော်လေးကိုစိတ်ချရတဲ့အနေအထားမှာရှိပြီးတော့လက်ရှိမှာဆိုတော့အာဆင်နယ်ရဲ့တိုက်စစ်နေရာမှာထိုင်ပြီးတော့ဂိုးတွေတိုင်းတွင်းမဲ့တိုက်စစ်မှုကိုပဲအာဆင်နယ်ကထပ်ပြီးတော့ရှာပွေနေဆဲဖြစ်ပါတယ်အာဆင်နယ်ကိုရောက်ရှိလာမဲ့တိုက်စစ်မှုကဘယ်သူမျိုးဖြစ်တယ်ဆိုတာကိုဘယ်သူဖြစ်နိုင်လဲဆိုတာကိုပရိသတ်တို့အနေနဲ့ထင်မြင်ယူ suggestion comment မှာရေးပေးခဲ့ပါဦးပြင်ကျွန်တော်တို့ရဲ့အာဆင်နယ်တင်းကနေစပြီးတော့ထွက်ခွာမဲ့ကစားသမားတွေလည်းရှိပါသေးတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ G7 တို့ဘောင်ဝိုင်းတို့ကိုအာဆင်နယ်ကနေပြီးတော့စပြီးထွက်ခွာစေချင်ပါတယ်ပရိသတ်ရဲ့ထင်မြင်ယူ suggestion comment မှာရေးပေးခဲ့ပါဦးနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်